မင်္ဂလာပါ OneDrive Storage စစ်တဲ့နည်းနဲ့ OneDrive ကိုဘယ်လိုအသုံးပြုရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးကျွန်တော်ဒီ browser တစ်ခုကိုဖွင့်ပြီးတော့ဒီမှာ office.com လို့ရိုက်ပြီးတော့ enter နှိပ်လိုက်ပါ။ဒါဆိုတော့ဒီစာမျက်နှာလေးပေါ်လာမယ်။ဒီမှာကျွန်တော် sign in ကိုနှိပ်လိုက်မယ်။ဒီမှာဆိုတော့ကိုယ်ဝယ်ယူထားတဲ့ဒီ Office 365 account ကိုဒီညမှာ login ဝင်ပေးရမှာဖြစ်ပါတယ်။ပြီးတော့ဒီမှာ sign in ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုတော့ဒီစာမျက်နှာလေးကိုရောက်တော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ OneDrive ကိုသွားပြီးတော့စစ်ကြည့်မှာဖြစ်တဲ့အတွက်ဒီအပေါ်ကဒီအဆက်လေး60ကိုနှိပ်လိုက်မယ်ပြီးတော့ဒီမှာ OneDrive ဆိုတာလေးကိုနှိပ်ပြလိုက်ပါဒါဆိုတော့ဒီ OneDrive ရဲ့စာမျက်နှာလေးကိုရောက်တော့မှာဖြစ်ပါတယ်storage ကတော့ကျွန်တော်ဒီဘယ်ဘက်အောက်ဆုံးမှာရှိတဲ့ဒီမှာ storage ဒီမှာ 1TB ဆိုပြီးတော့ဒီမှာပြနေဖြစ်ပါတယ်ဒါကတော့ဒီမှာကျွန်တော်ဒီ sign in ဝင်ထားတဲ့ account ဖြစ်ပါတယ်ဒါဆိုတော့ဒီမှာ storage ကိုစစ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဘယ်လိုအသုံးပြုရမလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ကဒီ folder ဆောက်လို့ရတယ်ပြီးတော့ဒီ file တွေကိုကျွန်တော် upload လုပ်လို့ရပါတယ်ဆိုတော့ဒီမှာ create or upload ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာကျွန်တော်ဒီ folder ဆောက်လို့လည်းရတယ်ဒါမှမဟုတ်တိုက်ရိုက်ပဲ upload လုပ်လို့လည်းရပါတယ်ဒီမှာကျွန်တော်ဒီcreate folder လေးကိုကျွန်တော်ဒီမှာနှိပ်လိုက်မယ်ဒီမှာ folder name လေးကိုကျွန်တော်တို့ကြိုက်တာပေးလိုက်မယ်folder လေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီ my file ဆိုတဲ့ကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်ဒီကိုလောက်ထားတဲ့ folder လေးဖြစ်ပါတယ်ဒါလေးကိုဝင်ပြီးတော့ဒီမှာကျွန်တော်ဒီ upload လုပ်လို့ရတယ်ဒီမှာဒီ create or upload ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ set ထဲမှာရှိတဲ့ပုံတွေဗီဒီယိုတွေ file တွေကိုကျွန်တော်တွားပြီးတော့ဒီ OneDrive ထဲကို save လို့ရပါတယ်ဒီမှာ upload file upload ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးတော့ကိုယ့်ရဲ့ set ထဲမှာရှိတဲ့ဒီ file တွေကိုကျွန်တော်တွားပြီးတော့ရွေးပေးလိုက်ပါမယ်ဒီမှာတော့ကျွန်တော်ပုံလေးတစ်ပုံရွေးပြီးတော့ဒီမှာ upload ကိုလုပ်လိုက်မယ်ဒီအောက်မှာ uploading ဆိုပြီးတော့ပြနေတယ်ဒါလေးကိုပြီးအောင်စောင့်လိုက်ပါမယ်upload တာပြီးသွားပြီဆိုတော့ဒီလိုလေးပြလိုက်မယ်ဒါဆိုတော့ဒီပုံကကျွန်တော်ဒီ OneDrive ထဲကိုတင်ပြီးသွားပြီဖြစ်ပါတယ်ဆိုတော့တခြားကိုလိုချင်တဲ့ဒီပုံတွေကိုလည်းဒီတိုင်းပဲကျွန်တော်တွားပြီးတော့တင်လို့ရတယ်ပြန်ဖြတ်ချင်တော့ဒီမှာကျွန်တော်ဒီဘေးလေးကိုနှိပ်ပြီးတော့ဒီမှာdelete ကိုနှိပ်လို့ရတယ်တကယ်လို့ဒီကိုတင်ထားတဲ့ဒီပုံတွေ file တွေစာတွေကိုကျွန်တော်တို့ကိုယ့်ရဲ့ set ထဲကိုပြန်လိုချင်နေဆိုရင်လည်းပဲဒီထဲကိုပြန်ဝင်ပြီးတော့ဒီမှာ select ပေးပြီးတော့ဒီမှာကျွန်တော်ဒီ download လုပ်လို့ရပါတယ်ဒါတော့ကျွန်တော်ဒီ OneDrive ရဲ့ storage ကိုစစ်တဲ့နည်းနဲ့ကျွန်တော်ဒီဘယ်လိုအသုံးပြုရမလဲဆိုတာပြောပြပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်